မင်္ဂလာပါချင်းကိုလေးတို့ရေဒီနေ့မှာတော့ပီဇာမာကို Express ပင်လုံဆိုင်ခွဲမှာ7 bite challenge ကိုပြုလုပ်မှာဖြစ်ပါရဲ့။သူတွေကအနိုင်ရရှိပြီးကူပွန်တွေရအောင်မယ်ဆိုတာသိချင်ရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်တော့နော်။မပီဇာစားဘူးလားမသိ။ဟုတ်စားဘူးရဲ့ရှင်။ပီဇာမာကိုသိလားမသိ။ဟုတ်သိရမယ်။အဲ့ဆိုရင်ကျွန်တော်တို့ပီဇာမာကိုမှာ9နှစ်ပြည့်အထိမ်းအမှတ်နေရော7 bite challenge ဆိုပြီးရှိရဲပေါ့နော်။အမပီဇာတစ်စိတ်ကို10မိနစ်အတွင်း9ကိုက်ရမှာပေါ့နော်။အဲ့ဆိုအမ ready ပဲလားမသိ။အဲ့ဆိုတစ်စိတ်ယူလိုက်ပါ။ Okay အမစားရပြီ။ Cái nè cái thì cái gì bao bị nè cái bà không cái đi sao vậy đi cái đi cái quay đi bà bị không tốn cái bây giờ nó vậy ok hả cái ok chào ok mà khu lụa này à vậy được biểu làm gì không biểu vậy ở suy mấy này vậy nó mà cái liệu này à màu được cái vềဘာလေးပေါက်မလဲဘာလေးပေါက်လဲမသိဒီဘက်လေးကိုလမ်းကြည့်လိုက်အာပီဇာပေါက်သွားပါရဲ့ကျေးဇူးတင်ပါတယ်အော် ready ဆိုပြောတော့စမယ် ready နော် okay ကိုက်နှစ်ကိုက်သုံးကိုက်လေးကိုက်ငါးကိုက်6ကိုက်ဟာပုံနေလေပြေးစား 2 3 go တစ်ကိုက်နှစ်ကိုက်သုံးကိုက်ဟုတ်ပြီလေးကိုက်ဟုတ်ပြီဟာငါးကိုက်ဟာဟုတ်ပြီ6ကိုက် okay ခုနှစ်ကိုက်ပါအဲ့ဆိုရင်မိမိကအခု7 bite challenge ကိုနိုင်သွားပြီပေါ့နော်မင်းနိုင်ရတော့မယ်ဘလို့လဲပြောလားရတယ် okay မကြည့်ပဲမင်းနိုင်မယ်နော်မကြည့်ဘူးမကြည့်ပါဘူး okay ဘာပေါ့လဲမိပီဇာလေးပေါက်သွားတယ်ပေါ့နော်ပြောလား ရတယ် ရောကျေးဇူးတင်ပါတယ်ခဏလေးပါတော့နှစ်ကိုက် okay နှစ်ကိုက်ရှိပါပြီသုံးကိုက်ဟုတ်ပြီလေးကိုက်5ကိုက်ဟုတ်ပြီခုနှစ်ကိုက်ပဲကျန်တော့တယ်တုံးနေပြတော့ပါမယ်6ကိုက်โอเคခုနှစ်ကိုက်ဆိုတော့ဘာနိုင်ပါမလဲရလားโอเคအကိုဘာလေးပေါက်လဲโอเคအကိုကြော်လေးပေါက်သွားပါရဲ့ကျေးဇူးတင်ပါတယ်ဒီကမှအောင်မြင်ပါစေလို့ဆုတောင်းမှုပါနော်ငါကျေးဇူးတင်ပါတယ် ရလာတော့ ready 2 3 go ဒီကိုက်ခုနှစ်ကိုက်ပါမနေ့6ကိုက်ကြာသေးပါရဲ့နှစ်ကိုက်5ကိုက်ကြာသေးရနော်โอเค3ကိုက်ရှိပါပြီဝမ်းမယ်3ကိုက်4ကိုက်ကြာသေးပါရဲ့4ကိုက်ကြည့်တော့မယ်နော်4ကိုက်ဝမ်းမယ်5โอเคနှစ်ကိုက်ပဲကြာတော့ရဲ့အေး1 2 3 go ကိုက်ခုနှစ်ကိုက်ပါ3ကိုက်4ကိုက်ဒီကိုက်ပါကိုချိန်ပြရမယ်နော်5ကိုက်ခုနှစ်ကိုက်ပဲကျန်တော့ရယ်6ကိုက်ပါโอเคနောက်ဆုံးတစ်ကိုက်ပဲကျန်တော့ရယ်ကိုကုန်ထဲလိုက်တော့ကိုချိန်ပြရမယ်โอเคခုနှစ်ကိုက်ပါအနိုင်ရရှိသွားပြီဖြစ်ပါရဲ့အကိုအခုအနိုင်ရသွားတဲ့အတွက်ပျော်လားမသိဘူးရဲ့ပြောပါတယ် โอเคအဲ့ဆိုအကိုမင်းနိုင်လို့ရပြီနော်ကက်လေးတစ်ကတ်နိုင်အောင်ပဲโอเคဘာလေးပေါက်မလဲကျွန်တော်တို့ကြည့်လိုက်ကြဟာပီဇာပေါက်သွားပါရဲ့ဗျာကျေးဇူးတင်ပါတယ်ဟုတ်4 5 6 2 3 go ဒီကိုက်ပါနှစ်ကိုက်ဟုတ်ပြီ3ကိုက်ပါ4ကိုက်ကြပါရဲ့အကုန်လုံးအကောင်စားမှာဖြစ်ပါရဲ့5ကိုက်ဟာ5ကိုက်က6ကိုက်ဒီပဲကြမှာတော့ရေအကုန်လုံးစားလိုက်တော့ဟုတ်ပြီနိုင်ရချိန်တော့ဖြစ်ပါရဲ့အန်ဒီအနိုင်ရရှိသွားတဲ့အတွက်ပျော်လားမသိဘူးရဲ့ ไม่ပြောတာပေါ့အဲ့ဆိုရင်မင်းလိုက်ကြမယ်တက်ထုတ်လိုက်ပါပေါကွန်ချီကန်လေးပေါက်သွားပါရဲ့ဗျာကျေးဇူးတင်ပါတယ်မဟုတ်ပါโอเคစမယ်နော်1 2 3 go ဒီကိုက်နှစ်ကိုက်ဟုတ်ပြီ3ကိုက်4ကိုက်ပါချင်းနေရှိသေးရဲ့5ကိုက်ပါဟာဟုတ်နေပြီ6โอเคဝါလို့ရတယ်ချင်းနေရှိသေးရဲ့အနိုင်ရရှိသွားပြီဖြစ်ပါရဲ့အားလေးပေါက်လဲမသိဒီဘက်လေးကိုလမ်းကြည့်လိုက်ပါပီဇာပေါက်သွားပါရဲ့ကျေးဇူးတင်ပါတယ်ပိုကောင်းတာကိုစားပါမာရူပီဇာ